င်္ဂလာပါရှင်ဒီကနေ့တော့ဝါဟောင်းကျောင်းထိုင်းနိုင်ငံစမှုစာခွန်ပါပါနော်ဝါဟောင်းကျောင်းမှာဥပဒေလာဆောက်ပြီးတော့ရောက်လာပါတယ်ရှင်အလှူရရလို့ရှိရင်ပြဝေးပေးလိုက်မှာနော်ပါကြည့်လို့တော့လာခေါ်လိုက်ကြပါစေနော်အဲ့ဒါတော့ဝါဟောင်းကျောင်းရဲ့စီခင်းပြပါတယ်ပြန်လိုက်ပြောင်းပေးပြန်ပေးမှာနော်အဲ့ဒါဘာပင်လဲကျောင်းပင်ဟုတ်လားကျောင်းပင်နော်ကျောင်းပင်အများကအပြာပေးပြီးတော့ခေါ်လာတော့ဒီကမှချပေးဘူးနော်ကိုနေရာမှာဆက်မရှိဘူးဆိုတော့ဒီကျောင်းပင်ကိုဒီလိုရမှာနော်ပြောချင်ပါတယ်ဘာဟောကျောင်းရဲ့အမတ်တစ်ချက်ပြပြီးမချက်ပြပေးမနော်တရားစစ်ကူစိတ်ချဖတ်ကြပါစေနော်ဒီမှာလို့ပဲစိတ်ချဖတ်ပါစေနော်ဘာမှအတွေ့မများနဲ့နော်ဟိုလာလို့ရှိရင်နာလာလို့ရှိရင်အဲ့လိုပဲတွေးမဝင်နဲ့အဲ့လိုတွေးဝင်လိုက်မှဆိုရင်ကျမတို့ကစိတ်မချမ်းသာဖို့များတယ်နော်အဲ့ဆိုပို့ပြီးတော့စိတ်ဒုက္ခများတော့လူကမချမ်းသာပဲဖြစ်လာမယ်နော်မိတ်ဆွေတို့အလုံးချမ်းသာကြပါစေကြည်လေး